လူကြီးတွေကတည့်ရက်ဆက်တာပဲအမီမြေပြူနဲ့ခဲရံပဲရှိတဲ့ဒီအဝန်းဝိုင်းကိုမှလေရင်ပေါ်ကဘုံကျဲချလူကြီးတွေကတည့်ရက်ဆက်တာပဲအမီလက်ရေးလှလှရေးချင်ခဲ့တဲ့လက်ကလေးတွေဟိုနားတစဒီနားတစပြန့်ကျဲရစာရီကြက်မှတ်သိမ်းထားတဲ့အုံနောက်တွေအကုန်ထွက်ကြလူကြီးတွေကတည့်ရက်ဆက်တာပဲအမီသွေးစွန်းနေတဲ့ဖနက်ကလေးတွေပိုင်ရှင်မရှိတော့တဲ့လွယ်အိတ်ကလေးတွေကျိုးပက်လွင့်စင်ကုန်တဲ့ခုံကလေးတွေလူကြီးတွေကတည့်ရက်ဆက်တာပဲအမီစာရီနောက်ကျမှစိုးလို့ចောင်းကိုစောစောတက်ခဲ့တာအခုတော့အကျွေစောခဲ့ရလူကြီးတွေကတည့်ရက်ဆက်တာပဲအမီတားတို့ကြီးလာရင်သမီးတို့အရွယ်ရောက်ရင်ဆိုတဲ့မျှော်မှန်းချက်တွေဒီနေ့ဒီရက်မေ2025မှာပဲအဆုံးသတ်ခဲ့ပြီလူကြီးတွေကတိတ်ရက်ဆက်တာပဲအမေဆရာမရေမင်္ဂလာပါလို့နှုတ်ဆက်တာမှမကြသေးဘူးလေအမေအခုတော့သားတို့ဆရာမ2ယောက်ရဲ့အဖြစ်ကိုကြည့်ပါဦးလူကြီးတွေကတိတ်ရက်ဆက်တာပဲအမေဒီဝန်းဝိုင်းထဲမှာသားတို့အိမ်မက်တွေကိုလာတူးဖော်တာလေဒီအဝန်းဝိုင်းထဲမှာသားတို့အနာဂတ်တစ်ပင်လေးတွေလာဆိုင်ပြိုးတာလေဒီအဝန်းဝိုင်းထဲမှာသားတို့ကြပြားတွေစာတွေလာတင်ကြတာလေဒီအဝန်းဝိုင်းကသားတို့ရဲ့စာတင်ကြောင်းဒီအဝန်းဝိုင်းကသားတို့ရဲ့အရာရာလေးအမေရဲ့လူကြီးတွေကတည့်ရက်ဆက်တာပဲအမေသားတို့စာလာတင်တာအပြစ်လားသားတို့ပညာလာတင်တာအပြစ်လားသားတို့ဆီယာမစီမှာအပြစ်ရှိလားဆီယာမကကြပြားတွေတင်ပေးတယ်သားတို့ကနောက်ကလိုက်ဆိုတယ်ဆီယာမကတင်ချာတွေတင်ပေးတယ်သားတို့ကနောက်ကလိုက်တွက်တယ်ဆီယာမနဲ့အတူပုံလေးတွေဆွဲတယ်ဒါပဲလေသားတို့ဘာများအမားလုပ်ခဲ့မိလဲသားတို့ဘာတွေများကျူးလွန်ခဲ့လို့လဲဒါနဲ့များအမေရဲ့မြေပြူနဲ့ခဲရံပဲရှိတဲ့ဒီအဝန်းဝိုင်းကိုမှလေရင်ပေါ်ကဘုံကျဲချရတယ်လို့လူကြီးတွေကတိတ်ရက်ဆက်တာပဲအမေကြုံလို့ပဲဖြစ်ဖြစ်ဆုံလို့ပဲဖြစ်ဖြစ်သူတို့ကိုပြောပေးစမ်းပါအမေရဲ့သားတို့ကပြောတယ်ခမည်းတော်လူကြီးတွေကတိတ်ရက်ဆက်တာပဲလို့မဖြစ်ဖြစ်တဲ့နီးနဲ့ပြောလိုက်စမ်းပါအမေရဲ့ဘရန်လီအောင်ကုတ်ခိုင်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်